င်္ဂလာပါရှင်။စကိုင်းတိုင်းဒေသကြီးကလေးခရိုင်မင်းငင်းမြို့နယ်ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးကနေပြီးတော့ကလေးတို့အတွက်ခါတိုင်းပြောနေကြပုံမြင်ပြောခြင်းအစီအစဉ်ပုံမြင်ဖတ်ပြခြင်းအစီအစဉ်ဆောင်းပါးပြောပြခြင်းအစီအစဉ်လေးတွေနဲ့ပြန်လည်ပြီးတွေ့လိုက်ပါတယ်ဒီနေ့ဒီတစ်ခါမှလည်းကလေးတို့အတွက်စာရေးဆရာမေကျော်ရှင်းရဲ့ကလေးတို့ရေလာကြတတိယတွဲစာအုပ်ထဲကနေပြီးတော့အခုခေတ်မှာကလေးတို့အဖြစ်များဆုံးဖြစ်ပွားနေတဲ့ပြဿနာတွေကတစ်ခုဖြစ်တဲ့ Cyber Game နဲ့ယနေ့လူငယ်များအကြောင်းဆိုတဲ့အကြောင်းအရာလေးကိုဆွေးနွေးတင်ပြပေးမှာဖြစ်ပါတယ်ကွယ်။ကလေးတို့ရေကွန်ပျူတာ game ဆိုတာကလူအုံနောက်ကိုလေးပုံပုံလိုက်ရင်ရှေ့ပိုင်းဘယ်ညာနှစ်ဖက်ကိုနှိုးဆွလှုံ့ဆော်ပေးနိုင်တယ်လို့ဆိုပါတယ်။ဒီလိုနှိုးဆွခံရမှုကြောင့်ပညာသင်ယူရေးမှတ်ဉာဏ်နဲ့စိတ်လှုပ်ရှားမှုတွေကိုဖြစ်စေရုံသာမကဒေါသတွေကိုလည်းထိန်းချုပ်နိုင်စွမ်းရှိတယ်လို့သိရပါတယ်။အဲ့ဒီကွန်ပျူတာ game ဟာလူငယ်တွေကိုသာမကလူကြီးတွေကိုပါနေရာကနေမထနိုင်အောင်ဆွဲဆောင်နိုင်စွမ်းရှိတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်။တကယ်တော့ဒီ game တွေဟာရုပ်ရှင်ဆွဲတာနဲ့မတူတာတော့အမှန်ပဲဖြစ်ပါတယ်။ဒါကလည်းသူ့မှာနောက်ဆုံးရလက်ကိုအနိုင်အရှုံးနဲ့ဘယ်လိုသုံးဖြတ်ပေးရမလဲဆိုတာကကိုယ်အစွမ်းစားကိုထပ်ခါတလဲလဲစူးစမ်းအားထုတ်နေရတဲ့အတွက်ဖြစ်တယ်။ game ကစားရတာဟာခြားကဘာတစ်ခုကိုထွက်ပြေးလွတ်မြောက်ခြင်းလို့ပါလို့လူငယ်တယောက်ကပြောမှုပါတယ်။သူ့အနေနဲ့တကယ်လက်ရှိကဘာကဘယ်သူ့ကိုမှထိခိုက်နေနာမှုမရှိပဲသူ့စိတ်ကြိုက်လုပ်နိုင်တာကြောင့်အဲ့ဒီ game ကိုဆွဲသွားရတာလို့လည်းသူကပြောပါတယ်။နောက်မျိုးသမီးတို့ကတော့ game ကစားတာဟာအဖွဲ့အစည်းနဲ့ပူးပေါင်းလို့စိတ်တွေကိုတိုးတက်စေတယ်။ Counter Strike လို့တဦးကောင်းတယောက်ကောင်းကစားလို့မရတဲ့ game တွေဟာအဖွဲ့အစည်းလိုက်တယောက်နဲ့တယောက်အပေးယူမျှပြီးနားလည်မှုတွေကိုရရှိစေတယ်လို့လည်းဆိုပါတယ်။ဟုတ်ပါတယ်။အဲ့ဒီ Counter Strike လို့ခေါ်တဲ့ game ဟာဤပညာကျွဲမှဤပရိရဲ့ကျွဲမှကစားရတယ်လို့ဒီနေ့ Cyber Cap တွေဟာလည်းရေပန်းစားဆုံးဖြစ်နေတာကိုတွေ့ရပါတယ်။အဖွဲ့အစည်းနဲ့လောက်ကိုင်းဆောင်ရွက်လိုစိတ်တွေကိုတိုးပွားစေတဲ့အတွက်လူငယ်တွေအတွက်စုပေါင်းဆောင်ရွက်လိုစိတ်တွေတိုးပွားလာစေနိုင်တယ်လို့လည်းယူဆရပါတယ်။ဒီလိုလူငယ်တွေရဲ့လက်မှာအဲ့ဒီ online game တွေဟာရေပန်းစားလာတာကိုခွင့်ကောင်းယူပြီးပညာသင်ကြားရေးဆိုင်ရာ game တွေတီထွင်ဖန်တီးဖို့တနည်းအားဖြင့်တော့ကျောင်းကပေးတဲ့အင်ဂျာတွေကို game ဆန်ဖန်တီးပေးဖို့မိဘတွေကတောင်းဆိုလာကြပြီလို့လည်းသိရပါတယ်ကွယ်။ဒါပေမဲ့သက်ဆိုင်ရာပညာရှင်တွေစီကတော့ဒီနေ့ထိတော့ဘာတမ်းမှထွက်ပေါ်မလာသေးဘူး။အဲ့ဒီကွန်ပျူတာ game ကစားတာကိုကောင်းမြင်ပြီးလက်ခံတဲ့ပညာရေးအတိုင်းဝိုင်းတွေလည်းရှိနေပါတယ်။မလေးရှားနိုင်ငံမာတီမီဒီယာတက္ကသိုလ်ကသိပ္ပံနဲ့နည်းပညာဌာနမှဒေါက်တာဒေးဗစ်ငိုရဲ့အယူဆကတော့အဲ့ဒီလိုကွန်ပျူတာ game တွေကစားခြင်းအပြင်အတွေးခေါ်နဲ့တီထွင်မှုဉာဏ်တွေထိုးထွင်းဉာဏ်တွေတိုးတက်လာတယ်။စိတ်ကိုထိန်းချုပ်နိုင်စွမ်းရှိတဲ့အတွက်တခြားလမ်းလွဲကိုစိတ်မရောင်ပဲလိုက်ပါမသွားတော့ဘူးဆိုပါတယ်။ဒါကြောင့်ပညာရေးမှာတာဝန်ရှိပုဂ္ဂိုလ်တွေအနေနဲ့ကိုယ်တိုင်ကဘာမှမလုပ်နိုင်ကြရင်လည်းလုပ်ပြီးသမျှဂိမ်းတွေကကိုယ်တပည့်တွေအတွက်ကိုကျင်တရားစံထားလောက်တဲ့ဂိမ်းတွေကိုရွေးချယ်ပေးတဲ့နယ်လို့လည်းသူကပြောပါတယ်။ယခုခါမလေးရှားနိုင်ငံရဲ့ဂိမ်းလုပ်ငန်းဟာတောင်ကိုရီးယားနိုင်ငံဒီပါလောက်ဈေးကွက်မှာတွင်ကျလာတာကိုတွေ့ရပါတယ်။အဲ့ဒီမလေးရှားနိုင်ငံဟာကွန်ပျူတာဂိမ်းတွေကို2017ကတည်းကစတင်ခဲ့တယ်လို့လည်းသိရပါတယ်ကွယ်။ဒီဂိမ်းတွေကလည်းဥရောပ၊ဩစတြေးလျနဲ့အမေရိကန်နိုင်ငံတို့ပြင်ကိုရီးယားနိုင်ငံတွေကလည်းဝင်ရောက်လာတယ်လို့လည်းဆိုကြပါတယ်။ဒီနေ့ဟာလူငယ်တွေကမကလူကြီးတွေကပါဂိမ်းတွေဆဲလန်းနေကြတဲ့အချိန်မှာကလေးတွေကိုတားမြစ်ပိတ်ပင်နေကြမယ်အစားတန်ဆေးလွန်ပေးလို့ဆိုတာလောက်အောင်သဘောပေါက်အောင်ပြောဆိုစည်းရုံးသွားကြပြီးအကောင်းမြင်ရလိုအပ်ပါကြောင်းတင်ပြရင်းနဲ့နားထောင်ပေးကြတဲ့ online ချစ်မိတ်ဆွေများအားလုံးကိုလည်းကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်။ကလေးတို့ရေဂိမ်းကစားတာဟာတန်ဆေးလွန်ပေးဆိုသလိုပဲလည်းနပပလေးကစားပြီးတော့ကျောင်းသူကျောင်းသားနဲ့သက်ဆိုင်တဲ့စာချက်တာတွေကိုလည်းပို့ပြီးတော့လေးပေးတင်ပါတယ်။ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကနေဖွင့်လှစ်ထားတဲ့မင်းကြီးမြို့နယ်ပြည်သူ့စာကြည့်တိုက်ပေးရနေပြီးတော့ကလေးတို့အတွက်ဘဟုတုတရရှိစေနိုင်မဲ့ပုံမြင်လေးတွေဆောင်းပါးလေးတွေကိုလည်းအမြဲမပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်လို့မေတ္တာရပ်ခံလိုက်ရပါတယ်ရှင်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။